ဒီကောင်မလေးကအရန်ဆင်းရဲလုံးလို့တိုက်ပေါ်ကနေခုန်ချခဲ့တာပါဒါပေမဲ့သူမဒီလိုလှုပ်လိုက်တဲ့အချိန်မှာပဲကမ္ဘာငွေကြေးတန်ဖိုးကအစပေါင်း10တန်းလောက်ထိုးကျသွားခဲ့တယ်အံ့ဩစရာကောင်းတာကကောင်မလေးအသက်ဘေးကလွတ်မြောက်သွားရုံတင်မကပဲသူမရဲ့ဘဏ်အကောင့်ထဲကဒေါ်လာ3000ဟာသူမကိုကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာစေခဲ့တယ်ဒါကိုမသိရှာတဲ့ကောင်မလေးကဘဏ်ကနဲ့ငွေထုတ်ဖို့သွားတဲ့အခါသူမရဲ့အကောင့်ထဲကနေ$10ပဲထုတ်လို့ရတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်တော့ကောင်မလေးကအံ့ဩသွားပြီး ATM ဆက်ပြတ်နေတယ်လို့ထင်သွားခဲ့တယ်ဒါနဲ့ပဲသူမဘဏ်ကောင်တာကိုသွားခဲ့တယ်ဒါပေမဲ့သူမဘဏ်နဲ့ခြေလန်းလန်းလိုက်တာနဲ့ဘဏ်ဝန်ထမ်းတွေအားလုံးကဝိုင်းပြီးကြိုဆိုကြတော့တာပါပဲဘဏ်မန်နေဂျာကသူမကို VIP အခန်းထဲခေါ်သွားပြီးငွေဘယ်လောက်ထုတ်ချင်လဲလို့မေးခဲ့တယ်ကောင်မလေးက$200ပဲထုတ်ချင်တယ်လို့ပြန်ဖြေလိုက်တယ်ဒါကိုကြားတော့ဘဏ်မန်နေဂျာတယောက်လုံးဝလန့်သွားခဲ့တယ်ဘာလို့လဲဆိုတော့သူ့ဘဏ်တစ်ခုလုံးမှာ$100ပဲကျန်တော့လို့ပါဒါကြောင့်သူကကောင်မလေးကို$900သုံးလို့ရတဲ့ credit card တစ်ခုပေးလိုက်တယ်ဒါကိုမြင်တဲ့ကောင်မလေးကဘာမှနားမလဲပဲပစ္စည်းအချို့ဝယ်ဖို့စူပါမားကတ်ကိုထွက်လာခဲ့တယ်ဒါပေမဲ့သူမပစ္စည်းတွေဝယ်လို့ပြီးလို့ငွေရှင်းတဲ့အချိန်မှာတော့ငွေကိုင်စရေးမလေးကစုစုပေါင်းကျတဲ့ငွေက20ပဲရှိတယ်လို့ပြောလာတယ်ဒါကိုကြားတော့ကောင်မလေးကမယုံနိုင်ပဲစာရေးမလေးကို$100တန်တရွက်ပေးလိုက်တယ်ဒါပေမဲ့ငွေကိုင်စရေးမလေးက$100တန်ကိုမြင်တာနဲ့အယမ်းလန့်သွားပြီးလုံခြုံရေးတွေကိုခေါ်ဖို့အတွက်အရေးပေါ်ခလုတ်ကိုနှိပ်လိုက်ပါတော့တယ်စူပါမားကတ်ပိုင်ရှင်တည်သွားတဲ့အချိန်မှာတော့သူလည်းပဲလုံးဝအံ့အားသင့်သွားပြီးသူ့ရဲ့စူပါမားကတ်တစ်ခုလုံးကိုကောင်မလေးစီ$100နဲ့ဝမ်းသာအားရရောင်းချလိုက်ပါတော့တယ်